တဲ့ညတူတူပဲလာလိုက်ပို့တဲ့ခါနဲ့ပြောတယ်ကြောင်စင်းတဲ့ချိန်ငါတို့တို့သူစားခဲ့တဲ့ထမင်းဆိုင်တွေခုတော့လဲလေအိမ်မလားငါမေလို့သွားပြီးထင်ပါတယ်